Hello အားလုံးပဲမင်္ဂလာပါရှိုင်းသူဘလို့မှကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ရွှေတကုံစီတော်ကြီးကိုတွားရောက်ပူးမြင်ပါဖြစ်ပါတယ်ဒီဘက်လမ်းတစ်ဖက်တစ်ချမ်းစီမှာပေါ့နော်မိုးဆိုင်လေးရှိမယ်ပန်းဆိုင်လေးရှိမယ်ပေါ့နော်ကဲအခုဆိုရင်မိုးကိုစရောက်ပါပြီဆောင်းနှင်းလေးကစတက်တာနဲ့ကျွန်တော်လည်းဖះမှာခေါင်းလောင်းလေးလူချင်လို့ခေါင်းလောင်းလေးဝယ်ခဲ့ပါတယ်ဒီဆောင်းနှန်းလေးမှာပေါ့နော်ဖះနဲ့တက်ဆိုင်နဲ့ဖះပန်းအိုတွေဖះစီမီကွက်တွေကျေးစီတွေခေါင်းလောင်းတွေကိုပူစောရောင်းချနေတာတွေ့ရှိရပါတယ်ဒီမှာဆိုလည်းဖះဆင်းလူတော်တွေအများပြားကိုတွေ့ရှိရပါတယ်ကဲခုဆိုရင်တော့ကျွန်တော်တို့လေးစုတပ်ပုံရွှေတကုံစီတော်ကြီးကိုရောက်ရှိပြီဖြစ်ပါတယ်ကျွန်တော်တို့သွားနေရတနင်္ဂနွေနေ့ဖြစ်လို့လားမသိဘူးဗျလူတွေရောက်ကြိတ်ကြိတ်သူပဲအများကြီးပဲဖះပေါ်လည်းရောက်ပြီဆိုတော့ဒီရွှေတကုံစီတော်ကြီးရဲ့အကြောင်းကိုကျွန်တော်နည်းနည်းရှင်းပြပေးမယ်ပေါ့နော်အရှင်းပြပေးခင်မှာကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးကြပါအောင်နော်ဒီရွှေတကုံစီတော်ကြီးရပါတော့ရန်ကုန်မှာရှိတဲ့တိန်ကိုးရကုန်းတော်ပိုင်းမှာတည်ရှိပြီးတော့အမြင့်ပေရတော့326ပေမြင့်ပါတယ်လေးစုတပ်ပုံရွှေတကုံစီတော်ကြီးလို့လည်းခေါ်ဆိုကြပြီးတော့တချို့ကလည်းစီဒီအစရွှေတကုံဟာဟုခေါ်ဆိုမှတ်ပြကြပါတယ်လက်ရှိညံတော်တိုင်းရှိတဲ့ဒီရွှေတကုံစီတော်ကြီးကိုပေါ့နော်ကုန်းမောင်မင်းဆက်ဖြစ်တဲ့စီမျိုးရှင်မင်းတရားကြီးက1968ခုနှစ်မှာငလင်ကြီးကြောင့်ပျက်စီးသွားခဲ့တဲ့အတွက်ကြောင့်ပေါ့နော်မူလစေတော်ကြီးကိုငုံပြီးတော့မြမပြည်သူကလက်ရဟမ်နဲ့အချိုးစားဆန်းကျယ်စွာဒီထောက်ကိုဝယ်ခဲ့ပါတယ်စေတော်ကြီးရဲ့အမိခေါ်နေပုံနဲ့တမိုင်းကြောင်းကိုရှင်းပြရမယ်ဆိုရင်ရန်ကုန်တိုင်းကိုမပေါ်လွင်ခေတ်ကပေါ့နော်ပြူမမမင်းကြီးဥက္ကလာပမင်းကြီးစိုးစံရဥက္ကလာပတိုင်းဥက္ကလာပမျိုးကြီးကိုတိမှတ်ခဲ့ကြတယ်ပေါ့နော်နောင်သောအချိန်ကကြတော့ဗမာလူမျိုးဖြစ်တဲ့ဘက်ကီလာနဲ့တဖူးသားကုန်းနဲ့ညီနောင်တို့ကမြတ်စွာဘုရားရဲ့စံတော်များတည်ဆောင်လာခဲ့ပြီးတိန်ကိုးဒရကုန်းတော်ပေါ်မှာစေတီတီတာကိုဝယ်ခဲ့ပါတယ်။ထိုစေတီတော်ထဲမှာပေါ့နော်ဂရောမြတ်စွာဘုရားရှင်ရဲ့စံတော်ရှိစုနဲ့တကွရှေရှေတော်ဘုရားသုံးစုတို့ရဲ့အမွေနှစ်များကိုထည့်သွင်းထားပနာခဲ့တဲ့အတွက်ကြောင့်တိကုပစေတီကိုအမည်တွင်ခဲ့ပါတယ်။ထိုတိကုံပါပါသည်တကုံဖြစ်တို့ရောက်ရှိခဲ့ပြီးမူလမြို့အမည်ကွယ်ကတကုံတိုင်းဟုသမုတ်ခဲ့ကြပါတယ်။ထို့နောက်မှာတော့တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့အလောင်းမင်းတရား၏လက်ထက်မှာတလိုင်းတို့ကိုတိုက်ခတ်အောင်မြင်ခဲ့ပြီးနောက်တကုံကိုရန်ကုန်ဟုအမည်ပြောင်းလဲခေါ်တင်ခဲ့ပါတယ်။ထိုအချိန်မှစရေးပေါ့နော်တိကုံမှာစံတော်ရှင်စေတီမောင်မသည်မြန်မာနိုင်ငံမှာမကကဘာတော်မှာထင်ရှားတဲ့ရွှေတကုံစေတီတော်ကြီးဟုထင်ရှားကြော်ကြားလာခဲ့ပါတယ်။ဖះကြောင်းလေးနဲ့ပြောပြီးဆိုတော့ကျွန်တော်လည်းဗုဒ္ဓဟူးတောင်မှာဖះကိုရည်သက်ပယ်ပြီးတော့ပူဇော်ကြောခဲ့ပါတယ်။ကဲဖះလေးဖူးပြီးဆိုတော့ကျွန်တော်တို့ပြန်လာတော့မယ်အကိုတို့မတို့လည်းဒီရွှေတကုံစီတော်ကြီးမှာအမတ်တရားရှိခဲ့ရင်လည်းအောက်ကကွန်မန့်နေတဲ့မှာဝေမျှနိုင်ပါတယ်ကဲပြန်ပါပြီအားလုံးပဲတတပါနောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်ဗျာဘိုင်ဘိုင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးပဲကျေးဇူးပါ